ချေမွေးမီမလောင်လက်မွေးမီမလောင်နန်းနန်းချာရောက်တော့မပြောင်းမီရောက်ကြီးအောင်ပါမီကိုကြောင့်ဘုံပန်းလုံးလေးနဲ့ရှင်းရှင်းသာပြောမိဒါကြောင့်မို့အလေးပြန်စနေဒီမှာကိုချက်ထားတဲ့ကြမွားကြော်ကျွတ်နေပြီအတန်းလေးရကျမတော့ကြော်တဲ့ငါပွားကြီးတော်တော်မွေးပြီးတော့စားလို့ကောင်းတယ်ကြလားအရင်တော့ကျမကြော်ဒီတိုင်းဝယ်စားကြိုက်တယ်ကွာကျမကြော်ကြိုက်တယ်အဲ့တော့ချက်ထားလဲတော့2ရက်3ရက်လောက်ဒါဆိုလို့ရှိရင်3ရက်စာလောက်ပေါ့ကွာ3ရက်စာလောက်ဆိုတော့အထားခံတဲ့ဘူးလေးထဲမှာတင်ထားလဲအဲ့လိုနေ့တိုင်းလဲချက်နေကြမလို့တော့ဘောမလေးကပေါ့လေဟာလှုပ်ချင်းတော့မကောင်းအခုတော့တော်တော် level မြင့်လာရဲ့စားလို့ကောင်းပါရဲ့ကိုကျမကြော်တယ်တော်တော်စားလို့ကောင်းတယ်ချက်သားတုပ်ဆိုလဲတော်တော်စားလို့ကောင်းတယ်ရန်ကုန်ပြန်ရရင်မအိချက်သားတုပ်တို့မအိကျမကြော်လှုပ်ရောင်းလို့တော့ရတယ်